အားလုံးပဲမင်္ဂလာပါဆိုတော့ community ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီဘက်မှာဆွေးနွေးမယ့်အကြောင်းကမင်းညအပွဲပေါ့နော်ဒီကာရာဘောင်းဖိုင်နယ်အကြောင်းကာရာဘောင်းဖိုင်နယ်မှာလီဗာပူးကရှုံးသွားတယ်နယူကာဆယ်ကနှစ်ပေါင်း60ကြာဖလားလက်မဲ့တာသူဆုံးသက်နိုင်ခဲ့တယ်ပေါ့အဲ့ဒီပွဲအကြောင်းကိုကျွန်တော်တို့လီဗာပူးအမာခံပရိသတ်ဖြစ်တဲ့ကျွန်တော်တငယ်ချင်းဘာတီနဲ့ကျွန်တော်သူနည်းနည်းလေးတီခေါက်ကြည့်ပေါ့ဟိုချင်းနေဘလို့ရှိတယ်မျက်ရည်ဝဲတဲဖြစ်နေလားဒီနေ့ထားဘလို့လဲပေါ့ကဲဆရာကြီးချင်းနေမင်္ဂလာပါရှင်မင်္ဂလာပါတွေကတော့လူဖီလင်းခါကြည့်လိုက်တာနော်နည်းနည်းရုပ်ပေါအောင်နယူကာဆယ်အင်ဂျီနော်ချယ်ဆီမှဖြစ်ပြီးတော့နယူကာဆယ်အင်ဂျီဝတ်တာတော့နည်းနည်းရုပ်ပေါတယ်နော်ဟုတ်ကဲ့အိမ်လှလို့အိမ်လှသဘောကျဟိုပါဘလို့ဖြစ်လာလဲဘလို့ဖြစ်လာဆရာကြီးလောက်ပေါ့ဆရာဒီအစတော့ကတော့ဟုတ်လားဖလားလေးလုံးလောက်လမ်းကြောင်းမှာရှိရဲပစ္စည်းပဲဘာညာအောက်ထက်နှလုံးသုံးလုံးကိုင်မယ်ဆိုပြီးတော့အခုဆိုပါပရိမိတ်တစ်လုံးဝကျန်တော့ပါနော်ဘလို့ဖြစ်တာဆရာကြီးအခုပြောင်းအလှည့်ပြောင်းနေတာရှိတယ်ဒါမင်းညာဆိုတော့ဒီဘာဘူးဖန်တွေထက်တခြားဖန်တွေကပိုပျော်တဲ့ညတညလို့ပြောလို့ရတယ်နော်ဘာဖြစ်လို့ဆိုတော့ဒီဘာဘူးဖန်တွေကတော့စစချင်းကတော့ဖလားလေးလုံးပေါ့နော်ဖလားလေးလုံးကတစ်လုံးပြီးတစ်လုံးပြုတ်ကြဒီတစ်ပတ်ဆိုရင်တော့တစ်ပတ်တည်းနှလုံးတော့ပြုတ်ကြပါပြုတ်ကြပတ်ပါအတွင်းနှလုံးနော်ဒီချတော်န်ပီယံလိတော်လည်းပြုတ်ရနှမျိုးအကောင်ဆုံးက FA ဖလားနော်ပလိုင်းမောက်လို့အတင်းကြီးကိုတရှုံးသွားနော်ပလိုင်းမောက်ရှုံးပြီးထွက်တယ်ချန်ပီယံလိကြတော့အဲ့ဘောထားပါတော့ချန်ပီယံလိကPSG ဆိုတော့တော်တော်လေးကောင်းအောင်လေညပွဲတော့မဖြစ်သင့်ဘူးထင်နော်လောက်ညပါပွဲကတော့ပွဲချင်းနေလေးနဲ့လောက်ပြဆရာကြီးညပွဲကတော့ဒါဒီပါဘူးပွဲစဉ်ထဲမှာပြုတ်ပေါက်တဲ့ပွဲလို့တော့ပြောလို့ရတယ်နော်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ဒီဒီပါဘူးဖန်တွေအားလုံးကဒီဖလားရဖို့အတွက်ကိုအိမ်မက်ကိုစီရှိကြတာနော်ဘာဖြစ်လို့လဲပထမဆုံးအဖေဖလားပြုတ်တဲ့အချိန်မှာဆိုအဖေဖလားပြုတ်သွားတဲ့အချိန်အာဒါကစားသမားတွေတက်တာပေါ့တက်တာတော့ချန်ပီယံလိတို့တခြားကပ်တွေကိုကျွန်တော်တို့ရုံးမှာပေါ့အဲ့လိုပဲထပ်လာတာပေါ့နော်ထပ်လာတော့ချန်ပီယံလိလည်းပလုံဆင်းသွားတာပေါ့ဟိုညာတို့ချန်ပီယံလိပလုံဆင်းသွားဆိုတော့စဉ်းစားတာပေါ့နော်ကာရာဘောမှာကျွန်တော်တို့ကအောင်မဲခံဖို့ဖန်တွေကစုတာညနေကလေးကငါတို့ဒီညဘယ်လိုဖျဲမလဲပေါ့ဘယ်လိုအောင်မဲခံမလဲညရုပ်ပေါက်လာလောက်ချက်ရဟိုအဓိကတော့ပြောဖြစ်တာလေဘယ်လိုပြောမလဲဒီကစားကွက်ပေါ့နော်ကစားကွက်ရယ်ကစားသမားတွေအဲ့တော့ဒီလူစရင်ကိုပဲ100ဒီလုံးသုံးတယ် first line တော့first line သုံးတယ်ညဆိုရင်အရန်ဆိုလို့ဟို cornish ပေါ့နော်ဒီအာနိုးနေရာမှာအစားထိုးတဲ့ cornish တစ်ယောက်လောက်ကျန်တာဒီ17ယောက်လုံးက100ဒီလုံးဒီ17ယောက်ကစားသမားတွေပွဲပန်တော့ကစားကွက်ရလဲဒါတိနေတာပေါ့နော်တခြား fan တွေရတယ်တခြားအသင်းတွေရတယ်အကောင်ကြည်လည်နေပြီညာနယူကာဆယ်ကသူကစားသွားတဲ့အကွက်လှဒီခေါင်းဘောပဲသူရဲ့အရက်အမြင့်မောင်းနေမြင်ပေါ့သူကခေါင်းဘောကစားသွားတယ်မှန်တော့လီဗာပူးလည်းအမြင့်ပေါ်အားနေတဲ့အတင်းမဟုတ်ဘူးဒါပေမဲ့ညကတော့ကိုကနှလုံးလုံးကတော့တကယ်အမြင့်ပေါ်ကနေပါနော်ဒါအဲ့ဒါသဘောမကျတစ်ခုကကွာ6ပေ5လမ်းမရှိတဲ့ကိုးတွန်းတူတဲ့ဘန်လားဟာလားနယူကာဆယ်ကပန်ပန်ခန့်စစ်မှုပန်ပန်အဲ့ဘန်5ပေကြော်လေးပဲရှိတဲ့မန်အလစ္စတာအရက်ပုပဲလေဘာပြောသူလက်စားဘာလို့သူ့အဲ့လိုမက်ကင်တိုက်ခိုင်းလဲမသိဘူးနော်အမှန်ဆိုကရှိတယ်ကွာနစ်ဆိုလည်းအရက်မြင့်တာပဲ6ပေကျော်ဗန်တိုင်းတို့ကအရက်မြင့်တဲ့ကစားသမားရှိနေရင်လည်းအဲ့လိုမျိုးကြီးနော်တစ်မျိုးတော့အဲ့တော့တစ်မျိုးလေဒီပါဘူးကစားဟန်ကသူကဘယ်လိုများအတွင်းစီးနဲ့အပြင်စီးကတာကစားသမားထားတဲ့ပုံစံရှိတယ်ပေါ့ဒီအတွင်းစီးမှာဆိုရင်ဒီဘန်ဒိုင်တို့ကိုနာတီတို့ပေါ့နော်နောက်ဒီကွာနစ်တို့ကိုသူကဒီအတွင်းစီးမှာထားတယ်ဘာလို့ဆိုတော့နယူကာဆယ်ကလည်းကစားသမားတော်တော်များအရက်မောင်းမြင်ကြတာဒီအစ်ဆက်တို့ပါလို့ဆိုလည်းအရက်မောင်းမြင်တဲ့အထဲမှာပါတော့ဒီနယူကာဆယ်ကဒီသူကဘယ်လိုပြောမလဲနီးစနစ်ပိုင်းဟိုအားတာသွားတယ်လို့မြင်လို့ရတာပေါ့ဘာဖြစ်လို့ဆိုတော့ဘန်ကိုသူကပုံမှန်စဉ်အတွင်းစီမှာဗန်ဒိုက်တို့ကွန်နာတေးတို့ထားပြီးတော့အပြင်စီမှာဆိုမတ်အလက်စတာတို့နောက်တစ်ခါဒီဆာလက်တို့ပေါ့နော်ဒီလိုကျွန်တော်တို့အရက်မောင်းနည်းနည်းမမီတဲ့လူတွေဆိုအပြင်စီမှာဒါတော့ကောင်တာအတက်ပြန်ကစားတာပေါ့ညာကြတော့နယူကာဆယ်ကအပြင်စီမှာလည်းသူလူအမြင့်ပိုင်းကစားအမြင့်မှာရောဓမားတွေသူထည့်လာတယ်အဲ့လိုအပြင်စီမှာကျတော့ဘန်တို့လိုကစားဓမားထည့်လာဒီမတ်လက်စတာတော့ကတ်မနိုင်ဟိုနီးစနစ်အရာတာပြီးတော့ဂိုးရမှုကလည်းအဲ့လိုပေါ့ခဏလေးပဲလीနော်ဒီနှလုံးလုံးဆိုမိနစ်အပိုင်းခြားလေးပဲกว่าဒီသူတို့ရရှိသွားတော့ဂိုးတွေဒီဘာဘူးကတော့အဲ့ဒီခံစစ်မှာဒီစနစ်ပိုင်းတော့မှားရင်သွားတော့อืมနည်းနည်း
ကိုဘာတီကိုကြည့်ရတာနည်းနည်းပြောတာအားမရှိတဲ့ပေါ့အေးပါမိုးလင်းကလေးကအာယုံနေနောက်နေမိုးလင်းကလေးရတယ်မိုးလင်းတော့မဟုတ်ပါဘူးလီဗာပူးပွဲပြီးတဲ့ချိန်ကလေးကလာပြီးတော့စတယ်ပို့တယ်နေကောင်းလားတို့ဟာတို့တညလုံးထိုင်ပြေးရှင်းနေတာဟာအဲ့ထိတယ်လီဗာပူးကဖလားအချွေဖလားရလာဟာအဲ့လိုတမန်တော်ကြီးထိုင်ဖြစ်နေတာအဲ့ဒါငါအထင်ပြောရရင်လီဗာပူးကဘယ်နဲ့အာနယ်စလော့ကဟိုပွဲကိုအားတသုံးလိုက်တာမှားတယ်ထင်တာပဲဆောက်တန်တန်နဲ့ပွဲလေသိလားဆောက်တန်တန်လို့အတင်းကွာအဲ့ဒါယူဟို first line အကြီးတသုံးသွားတာအဒီကကစားသမားဘယ်နှစ်ယောက်8ယောက်လောက်ပါအဲ့ဒီပွဲမှာလေဒါမှဆိုပရီးမီးယားလိကွာဘာပဲပြောတေချာသွားပြီလေအမှတ်ဖြတ်လာတယ်အာဆင်နယ်နေရမှာမဟုတ်လားဖြတ်လာတဲ့တပုံကြီးကိုအဲ့ဒါကိုဟို line ကစားသမားတော်တော်များများသုံးရတယ်ဒီမှာချန်ပီယံလိမှာတိုင်ပတ်ပါလေသူကဖုံးမရသမားဆုံးရတယ်ကွာဟိုပရီးမီးယားလိကိုအားထုတ်သလိုလိုပါလို့နဲ့ဟိုကချန်ပီယံလိကလွတ်ရတယ်အဲချန်ပီယံလိလွတ်ရပြီးတော့အခုဒီကားလင်းဖလားဘူလူပွဲဆိုတော့အကုန်လုံးကတော့မျှော်လင့်လာတာလီဗာပူးကိုနော်ချန်ပီယံဖြစ်ဖို့ဒါမဲ့ထုံးစံတိုင်းဟိုဖြစ်မလားဖြစ်လို့ဖြစ်မလားမနှစ်ကတော့မနေ့ကနော်ကလော့ရတီတုန်းကအဲ့လိုမျိုးပဲနော်ဖလားလေးလုံးလမ်းကြောင်းကနေနောက်ဆုံးမနှစ်ကကားလင်းတစ်လုံးပဲလားဟာလားကာလင်ဖလားတစ်လုံးနဲ့ပဲဟိုကလော့နှုတ်ဆက်လိုက်ရဒါပေမဲ့ဒီယာတွေကတော့ဟိုပရီးမီးယားလိကတော့တေချာလေရပါအမှတ်လည်းတော်တော်ပြတ်နေပြီဆိုတော့12မှတ်ပြတ်တယ်ဆိုတော့ဒါပေမဲ့မနာအာဆင်နယ်ဖန်တွေရတယ်လေကြီးတာပေါ့အဲ့လိုပဲအစောပိုင်းလို့ဖလားလေးလုံးကဟိုကတစ်လုံးပြီးတစ်လုံးသုံးလုံးကတော့ပြုတ်သွားတယ်ဆိုတော့ဒီတစ်လုံးကြံနေတာသူတို့ညှို့နှင်းချက်ရှိတော့ညှို့နှင်းချက်တစ်စုံတည်းကတော့ထပ်လို့ရှိနေတာဟုတ်လား12မှတ်ပြတ်တော့လူချင်းနေဖလားကတော့အာကြီးကတော့မလွယ်တော့ပါဘူးလီဗာပူးကတော့အားရဒုတိယလူပဲလေဒီဘာဘူးကတော့ပရီးမီးယားတွေတော့အသေးချပဲဒါအသေးချတယ်ဘာလို့12မှတ်ဆိုတော့အခုကပွဲစဉ်29ရပါပြီ29ဆိုတော့သူက38ဆိုရင်6ပဲကျန်တာ6ပဲဆိုရင်သူက12မှတ်ဆိုရင်သူက4ပွဲလေနော်4ပွဲပဲဆိုရင်လီဗာပူးက5ပွဲပဲကန်တာ5ပွဲလုံးအပြည့်နိုင်ဖလားရဒါပေမဲ့အာဆင်နယ်ဆိုတဲ့အတင်းရတယ်သူကအမြဲနိုင်မလားပေါ့ဒါလည်းကြည့်ရတာဟောသူကခြေချော်တာနဲ့ကျွန်တော်တို့ကအစောကြီးဖလားရအောင်ဖလားအစောကြီးအောင်ပဲခံအောင်အေးပါအေးပါလီဗာပူးကတော့လီဗာပူးပဲလေอืมနောက်ရဒီပေါ့နော်စလော့အခုကဟိုသူလိုရကစားသမားဘာမှမွေလာပေးဘူးလေအတင်းကဟိုရှိတဲ့ကစားသမားကိုသူကအဆင်ပြေလို့တုံးနေရဆိုတော့လေအေးပေါ့ဒါပေမဲ့မစိုးပါဘူးပရီးမီးယားလိတစ်လုံးနဲ့ဆိုတော့တခြားအသင်းတွေတိုင်ပတ်နေတဲ့အချိန်မှာသူကပရီးမီးယားလိချန်ပီယံဆိုတော့လေဆိုပါအောင်နော်မโอเคစိုးအဲ့ပြောတာပြောတော့မရဘူး။ဘာဖြစ်လို့ဆိုတော့ဒါကသူ့ခြေစွမ်းနဲ့သူရတဲ့နေရာဆိုတော့မစိုးပြောရင်တော့လက်ခံလို့မရဘူး။ခြေစွမ်းရှိလို့အဆင့်တက်ရတာ။ဒါကတော့လက်ခံမရဟုတ်ပါဘူး။နောက်တစ်ခါပတ်ပြ။ ဟုတ်ပါနောက်နှစ်ပေါ့ကွာနော်ဒီနှစ်ကတော့တိတ်တိတ်ဆိတ်ပဲနေတော့အခြေကြီးဖန်ဆိုတော့ဘာမှပြောလို့မရဘူးဒီနှစ်ရုန်းကန်နေရတော့ရုံးကန်နေရတယ်တင်โอเคအဲ့ဆိုလဲအခုလဲနှစ်ကြပြီဆိုတော့တော်လိုက်တော့မလေးငါတို့โอเคပါနော်โอเคပါနောက်ကိုလည်းခိုင်းနောက်တစ်ခေါက်ဒီနေ့နောက်ပတ်ပြန်ပုံမှန်ခဲ့ရဆောင်ကြမယ်တဲ့ကြတော့ကျေးဇူးများတယ်နော်โอเคပါโอเคဟုတ်โอเคနောက်ပြန်ဆောင်လာတော့โอเคပါကိုတင်ခိုင်းနောက်ပြန်ဆောင်ကြအောင်โอเคပါဟုတ်ဒါကကျွန်တော်တို့ဒီအပတ်မှာကစားသွားတဲ့ကာရာဘောင်းဖိုင်နယ်ပွဲစဉ်မှာကျွန်တော်တငယ်ချင်းဘာတီနဲ့ဟိုပွဲရဇက်တွေဆွေးနွေးသွားဖြစ်တော့ဗောနော်သူကလီဗာပူးဖန်ဖြစ်တဲ့အတွက်သူနဲ့ဆွေးနွေးရတာပို့ပြီးတော့အဆင်ပြေတာဗောနော်သူတို့ရဲ့ခံစားချက်တွေသူရဲ့မျက်ရည်တွေနည်းနည်းတွေ့ရတာဗောသူโอเคကျေးဇူးတင်ပါတယ်နောက်ဘက်ပြန်ဆောင်ကြ